အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Index ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့က V4 တင်တဲ့နေရာမှာလိုအပ်တဲ့ပူးလီပါသွားလုပ်မှာပဲဖြစ်ပါတယ်ပူးလီပါလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က Mera Iron တို့ကျွန်တော် Gear တို့လိုတယ်ပေါ့နော် Full Moon တွေလိုတယ်နောက်ပြီးရင်ကျွန်တော်တို့ Indra Head တွေလိုတယ်ပေါ့နော် Indra Head ကတော့ Indra အုပ်ထုပ်ပေါ့နော်အဲ့ဒါကျွန်တော်တို့တခြားမခေါ်တတ်ဘူးအဲ့ဒါလည်းလိုတယ်ပေါ့နော် Okay ဒါဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ဗျာကဲကျွန်တော်စာပါတဲ့တော့ရောက်လာပြီကျွန်တော်လိုအပ်တဲ့ squid လေးတွေဗာလေးဖွင့်လိုက်မယ်ပေါ့နော် Okay အထက် close လိုက်မယ် Yeah ဒါဆိုတစ်ချက်ကြည့်လိုက်မယ် squid ပေါ်လာလေးတွေကိုကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်ကြည့်ပြီးကျွန်တော်ကဒီမှာလိုအပ်တဲ့လေးတွေကတစ်ချက်ပေါ်လာလိုက်မယ်ပေါ့နော်အဲကျွန်တော်မှာ Indra Head ကမရှိသေးဘူးပေါ့နော်ဒီမှာ door open လည်းမလုပ်ရသေးဘူးနောက်ပြီးရင် mirror eye လည်းမချတွေ့သေးဘူးဒါတွေအကုန်လုပ်ရမယ်ဒါဆိုရင်ကျွန်တော်တို့ Indra Head ကိုဟုတ်ကမှာနော် Indra Head ဟုတ်တဲ့နေရာကိုကျွန်တော်မပြတော့ဘူးကျွန်တော် Indra Head တက်နေတဲ့နေရာကြီးပဲပြတော့မယ်ဒါဆိုကျွန်တော်တို့ Indra Head ကြီးတွားလိုက်အောင်ကဲဒီမှာဆိုရင်ကျွန်တော် Indra Head spawn နေတဲ့နေရာတော့ရောက်လာပြီရောက်လာကျွန်တော်ဒီမှာတက်နေခဲ့ပါတော့ Okay ကျွန်တော်ဒီမှာတက်တာလေးတစ်ချက်ကြည့်လိုက်အောင် Holy shit Okay ဘေးမှာလည်း hacker ကြီးရှိတယ်ဘာညာကြီးပေါ့ hacker ကြီးလည်းဟုတ်တယ်လူကြီးလည်းဟုတ်တာပေါ့အိုးကျွန်တော်တစ်ချက်ချောပါတစ်ချက်ပြတ်သွားအောင် Okay ပြန်တော့လေးပေါ်ပြန်နေဟဲ့တဲ့တိုင်းဟာဘော hacker တွေဘေးမှာ hacker တွေကျွန်တော်လိုမျိုး hacker တွေကျွန်တော်တော့အမြန်လိုရင်းလို့ hacker ပေါ့နော်ဒီကောင်ကြီးက fan ရဲ့ boy အဲ့ဒါကောင်ကြီး fan ရဲ့ကောင်ကဲကျွန်တော် Indra Head တက်တာလေးတစ်ချက်ကြည့်လိုက်မယ်မြန်တော့မြန်တယ်ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော် damage ကိုပေးနေတာစစ်ကြည့်ဟာရသွားပြီဒီမှာ Indra Head ရသွားပြီပေါ့နော် Indra Head ရသွားပြီဆိုတော့ကျွန်တော်တို့အထက်လောက်ကမယ်ဆိုတော့လေးပြန်သွားလိုက်မယ်ကဲကျွန်တော်ဒီမှာကြည့်လိုက်မယ်ဒီမှာ Indra Head လေးရသွားပြီဟဲ easy ပဲနော်ကျွန်တော်စာပါဖို့တာနည်းနည်းကြာသွားတယ်3မိနစ်လောက်ကြာသွားတယ် Okay ကျွန်တော်ဒီမှာအထက်နောက် squid တစ်ခုထပ်ဖွင့်ပါအောင်နော်ဖွင့်လိုက်အောင်ကဲဟိုဘက်ရွှေမုံတရားမဟုတ်တော့ရဟုတ်တယ်ဒါတက်လုပ်လိုက်မယ်ကဲကျွန်တော်ဝင်သွားပြီအဲ့ဒီမှာမလေးသူကအော်တိုသွားနေတာကျွန်တော်ဒီမှာအခုကပြန်ပါပူးလီပါလောက်အောင်မှာဆိုတော့ကျွန်တော်တို့ဟိုမှာ quad ဆွားယူပါမှာပေါ့နော် quad ဆွားယူမယ် quad ဆွားယူပြီးကျွန်တော်တို့စာပါဟုတ်တော့မှာနော်Mera Island ရှိရဲ့စာပါကိုချက်ခွက်လိုက်မယ် Okay Mera Island ရှိရဲ့စာပါဟုတ်မယ်ဟုတ်တာမြန်တယ်ပေါ့နော်ကျွန်တော်3က4ကလောက်ပဲဟုတ်ပါမယ်ထင်တာပဲပထမတစ်ခါကျရင်နည်းနည်း error တက်တယ်ပေါ့နော်အမြန်လေးသွားလိုက်အောင်ဒါပဲဒီဘပြန်သွားရတယ်ဒါပဲquad ယူလိုက်ပြီစကားပြောတဲ့ရှိရပြောလိုက်ပေါ့နော်ပြီးဒီမှာစာပါရှာနေအမြန်လေး Okay ဒီမှာ2 E ပိုင်းတက်စီးတဲ့ဝင်သွားပြီ Mera Island လေးဖြစ်ပါသေးကြည့်လိုက်အောင်တစ်ချက်လောက်ထည့်လိုက် Mera Island ဖြစ်မလားဘာမှမဟုတ်အာပလာစာပါကြီးမြင်ဖြစ်မလား Mera Island ရှိရစာပါဖြစ်မလား Okay ကျွန်တော်စာပါလေးရောက်သွားပြီ login data ဖြစ်နေပြီကျွန်တော် Marine ယူလိုက်မယ် Marine ယူပြီးကျွန်တော် execute ပြန်လုပ်လိုက်မယ် Okay guys မြန်တော့မြန်တာပဲကျွန်တော်ရလားIndra Mera Island မ spawn နေဘူးနောက်တစ်ခါသွားထားပါမယ်မ spawn နေဆိုတော့ကျွန်တော်နောက်တစ်ခါတစ်ခုထပ်သွားပါဦး auto easy ပါပဲတော့အမြန်ရရပါတော့ဒီလိုမျိုးကျွန်တော်တို့အမြန်လေးလိုချင်နေဆိုရင်ကျွန်တော်တို့ဒီမှာလိုတက်ရစားပြရှိပါတယ်အဲ့ဒီမှာလည်းလာလုပ်လို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ easy ပဲတည်ရမှာ easy go နေဒီကနေ့ကျွန်တော်တို့ hack ဆိုတာဘန်းခံရလားဆိုတော့ကျွန်တော်တို့ဘန်းခံရမှာဟုတ်တခါရည်ဘန်းဝေးလာမှာဘန်းခံရမှာနော်ဒါတွေလည်းကျွန်တော်တို့က PC ပေါ်မှာဆိုရင်ဘန်းခံရဆိုတာနည်းပါတယ်ဒီအကောက်တရားမှာဆိုရင်တော့တကောက်ဆိုတာမနည်းပါတယ်တော့တကောက်ဘန်းခံရဖို့ဆိုတာတော်တော်နည်းပါတယ်ကျွန်တော်တို့ကဗီဒီယိုလေးတဘောကြရဲဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့ပါဦး subscribe ပြီးရခေါင်းလောင်းလေးကိုလည်းထိုးခဲ့ပါဦးဒါပါပဲနောက်ပဲကြရင်လည်းကျွန်တော်တို့ hacker တွေကိုဘယ်လိုကောင်းတာမလဲ hacker ရဲဆိုတာဘယ်လိုလုပ်ရလဲဆိုတာကိုလည်းကျွန်တော်နောက်ပိုင်းကျရင်ပြပြပြီးသွားမှာဖြစ်ပါတယ်တဘောကြရဲဆိုရင်တော့ဒီအတိုင်းပဲကျွန်တော်အရှိရပြောခဲ့တယ်လို့ပဲ like and subscribe Okay guys ကျွန်တော်တို့ Mera Island support တဲ့နေရာရှိကိုနည်းနည်းရစ်လိုက်မှာပေါ့နော်ဗီဒီယိုနည်းနည်းရှည်သွားမှာဆိုလို့ကျွန်တော်ရစ်လိုက်ပါမယ်အခုကျွန်တော် Mera Island support တဲ့နေရာမှာပြန်တွေ့ပါမယ်နေုံ brother တို့ ruler ထဲမှာလိုချင်တာတစ်ခုရှိနေပြီလားဒါဆိုရင်တော့ကျွန်တော် recommend ပေးစရာ channel လေးတစ်ခုရှိမယ်အဲ့ channel လေးကတော့လူတက်ရပဲဖြစ်တယ်လူတက်ရမှာဆိုရင်တော့ drawfood service တွေ V4 တင်တာတွေ share တက်ယူတာအပြင် levi hunter တွေပါအဲ့မှာတနေရာထဲမှာလုပ်လို့ရတယ်ဖြစ်တယ်နောက်ပြီးရင် game pass တွေ item တွေ game အကောက်တွေဒါတွေကိုပဲတနေရာထဲမှာစုံစုံလေးရရှိသွားမှာဖြစ်တယ်အသေးစိတ်ဆောင်ရွက်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ description မှာ link ချပေးထားပါတယ်Telegram မှာဆိုရင်တော့လူတက်ရ H block food လို့ရှာလိုက်ရင်အပေါ်ဆုံးမှာပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုပြန်ဆက်လိုက်အောင်ကဲဟုတ်ပြီနောက်စာပါတစ်ခုတော့ရောက်လာပြီထပ်ပြီ login data ဖြစ်သွားပြီကဲ Marine မိုးချုံနေဆိုဒီစာပါလေးရှိလောက်မှထင်တာပဲ
ဟုတ်တာဗောဒါပေမဲ့အမှန်ကြီးလေးဖြစ်နေ okay ဖြစ်နေမယ်ဗော island ကဲမယ်ဗော island ရှိသွားလိုက်အောင်မြန်မြန်လေးပဲကျွန်တော်ဟိုကလေးတင်လာအောင်တစ်ချက်အမြင်ရမှာဆိုလို့ okay မယ်ဗော island ရှိတော့သွားနေပြီ Discord អော်လာနိုဒီတက်လို့ဗျာ Discord ကြီးထွက်လိုက်တော့ရဟုတ်ပြီဟောဟိုးရှိမှာဟုတ်တယ်ဟိုးရှိအောင်တွေ့နေရကျွန်တော်မေရော island easy ပဲပေါ့နော်မေရော island လေးတော့ရတာကဲပူးလီပါလုံမယ်နောက်ပြီးရင်ကျွန်တော် V3 အနေနဲ့ကျွန်တော်မုံကြည့်မှာပေါ့နော်လောက်ကြည့်မယ်ကြည့်ပြီးရင်blue gear spawn မယ် spawn လာရင်ကျွန်တော် auto လေးတွားယူလိုက်မယ်နောက်ပြီးရင်ကြည့်ပါပူးလီပါလေးဆွဲရအောင်ဟာလွယ်လေးပါပဲရကဲကျွန်တော်တခြားလေးချက် skip လိုက်အောင်မေရော island ရှိရောက်လာဒီချက် skip လိုက်မယ်ကဲအရှိဆိုရင်တော့မေရော island ရှိရောက်ပြီပေါ့နော်ကဲမောင်မိုးချုပ်သွားပြီဗျာကျွတ်စိန်ပြီကျွန်တော်ဟိုးပေါ်ဆိုအမြင်ဆုံးနေရာသွားမယ်သွားပြီးလောက်ကြည့်လိုက်ပြီ okay လောက်ကြည့်မယ် V3 ဖိနေရတယ်ပေါ့နော်လိုက်ရပြဟိုကောင်းမယ်ဝူးရူးဆိုတော့ပြပြီးတော့သိရမှာစပွန်းကပြီး blue ကြီးရိုက်ပြုတ်ကြလိုက်အော်တိုသွားယူလိုက်ပြီ okay ဒီမှာ dan ပြီးသွားပြီပေါ့နော်ပူးလီပါပြီးသွားပြီကြည့်တယ်တော့ဘန်းဖြစ်သွားပြီပေါ့နော်ပူးလီပါပြီးသွားပြီတော့ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးအဆုံးသတ်လိုက်အောင်နောက်ထပ်ဗီဒီယိုမှာဒီထက်ကောင်းတဲ့ hacking ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်ကြည့်ရတဲ့အတိုင်းပဲ like and subscribe လေးနဲ့အကူအညီပေးခဲ့ကြပါအောင် see you guys